အားလုံးတာလီစွာပါနရင်းစရာရခိုင်သတင်းဌာနကရုပ်သံအစီအစဉ်ကိုတပတ်မှ6ရက်တနင်္လာနေ့ကနေစနေနေ့ထိထုတ်လွှင့်တင်ပြပေးနေတာဖြစ်ပါတယ်။ဒီကနေ့ဇွန်လ23ရက်ကြာသပတေးနေ့တင်ပြမယ့်သတင်းတွေကတော့စစ်တွေမှာအစိုးရဝန်ထမ်း3ဦးကို AA နဲ့ဆက်ဆက်တန်ရာရှိတဲ့ဆိုပြီးမြန်မာစစ်တပ်ကဖမ်းဆီးသွားတဲ့သတင်း။မင်းပြငတံပြင်ရွာသား42ဦးကိုပြန်လွှတ်ပေးလိုက်တဲ့သတင်းနဲ့ရခိုင်မှာရေတိကညမြုပ်ခဲ့တဲ့ဒေသအချို့မှာအကူအညီတွေလိုအပ်နေတဲ့သတင်းအပြင်အခြားသတင်းတွေကိုလည်းကျွန်မစုပြည့်နာလွင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တွေမှာအစိုးရဝန်ထမ်း3ဦးကို AA နဲ့ဆက်ဆက်တန်ရာရှိတဲ့ဆိုပြီးမြန်မာစစ်တပ်ကဖမ်းဆီးသွားတဲ့သတင်းကိုစတင်တင်ပြပေးပါမယ်။ရခိုင်ပြည်မြို့တော်စစ်တွေမှာအစိုးရဝန်ထမ်း3ဦးကိုအာရခတပ်တော် AA နဲ့ဆက်ဆက်တန်ရာရှိတဲ့ဆိုပြီးအာဏာသိမ်းမြန်မာစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ဇူလိုင်20ရက်နေ့ကမိသက်တက်ကြက်ကြီးကိုစန်းဦးကိုဖမ်းဆီးသွားပြီးတဲ့နောက်ထပ်ဖမ်းဆီးခံရသူ2ဦးကတော့စစ်တွေစံပြရက်ကွက်ကထွေအုပ်ဝန်ထမ်းရှင်မောင်ကိုမင်းမင်းနဲ့စစ်တွေစေယုံကြီးဓာတ်မှန်ဌာနမှဝန်ထမ်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိစစ်တွေမှာလုံခြုံရေးအထူးတည်ကြပ်ထားပြီးအရက်ဝတ်နဲ့စစ်တပ်ရဲထောက်လှမ်းရေးတွေနဲ့သတင်းပေးတွေရဲ့လှုပ်ရှားသွားလာစောင့်ကြည့်မှုတွေပုံမများပြားလာနေပြီးတနည်းရှိသူတွေကိုလိုက်လံဖမ်းဆီးမှုတွေရှိနေရလို့သိရပါတယ်။ဇူလိုင်လ21ရက်ညနေ3နာရီအချိန်ခန့်ကအင်အား9ဦးခန့်ပါဝင်တဲ့အကြံဖန်မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေဟာကားတစ်စီးနဲ့စစ်တွေမြို့စင်ကူလမ်းကျောင်းစစ်ပေးရှောင်စခန်းတာဝန်ခံဦးတာဟန်ကိုထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ဦးတာဟန်ကိုဇွန်လ15ရက်နေ့မှာဖမ်းဆီးပြီးဇွန်လ22ရက်နေ့ကပြန်လွှတ်ပေးခဲ့ကဇူလိုင်လ21ရက်နေ့မှာစစ်တွေအခြေစိုက်တာကဆာမှာထပ်မံဖမ်းသွားခဲ့တယ်လို့မျက်မြင်ဒေသခံတွေကပြောပါတယ်။နောက်ထပ်လည်းအကြောင်းမျိုးမျိုးပြကဖမ်းဆီးခံနိုင်ရတဲ့ရခိုင်လူမျိုးတွေအများအပြားရှိနေသေးပြီးမိသားစုတွေအနေနဲ့စစ်တပ်ရဲ့အန္တရာယ်ကိုကြောက်လန့်ပြီးထုတ်ဖော်မပြောဆိုရဲပဲဖြစ်နေကြရလို့စစ်တွေဒေသခံတွေကပြောဆိုပါတယ်။မင်းပြငတံပြင်ရွာသား42ဦးကိုပြန်လွှတ်ပေးလိုက်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဖုန်ကြီးကျောင်းအငင်းပွားမှုနဲ့ပတ်သက်ပြီးမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ရအောင်ယာယီခေါ်ယူထိမ့်သိမ်းခံရတဲ့မင်းပြမြို့နယ်ငတံပြင်ရွာမှာရွာသား42ဦးကိုဇူလိုင်22ရက်နေ့ကပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနဒီလက်ကသတင်းထုတ်ပြန်ပါတယ်။အဒီအမှုထဲကအဓိကဆက်ဆက်သူ15ဦးထဲမှာအချို့ကိုသာဆက်လက်စစ်ဆေးလျက်ရှိနေရလို့ဆိုပါတယ်။ငတံပြေရွာမှာဖုန်ကြီးကျောင်းနဲ့ပတ်သက်ပြီးရွာသားအချင်းချင်းကြားအငင်းပွားမှုဖြစ်ပွားရာကနေသက်ဆိုင်ရာတန်ခါအဖွဲ့အစည်းအစဉ်စစ်ရဲ့ခွင့်ပြုချက်ကိုမလိုက်နာပဲကျောင်းပိုင်မြေအုံပြုမှုနဲ့ကျောင်းဝင်းအတွင်းခွင့်ပြုချက်မရှိပဲချန်စီယိုကာယန်ဒါတွေကနေအငင်းပွားမှုပေါ်ပေါက်လာခဲ့တာလို့ဒီလက်ရဲ့ဇွန်လ22ရက်နေ့နေ့စွဲပြထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီဖုံးတော်ကြီးကျောင်းအတွင်းအငင်းပွားမှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဌာနမှတိုင်တန်းချက်အရ2026ခုနှစ်ဇွန်လ18ရက်နေ့မှာသက်ဆိုင်ရာဒီလက်စခန်းကအမှုအမှတ်1001/2026ဖြစ်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ21ရက်နေ့ကအမှုမှာပါဝင်နေသူတွေကိုဒီလက်ဌာနမှတွေ့ဆုံမေးမြန်းမှုတွားရောက်စဉ်တရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာတည်ငြိမ်အေဂျင့်ရေးကိုပါထိပါလာတဲ့အတွက်ပြဿနာတွေကြီးထွားမလာရအောင်ဒီလက်ဌာနကအခြေအနေလိုအပ်ချက်အရရွာသူရွာသား42ဦးကိုယာယီခေါ်ယူထားခဲ့ရတယ်လို့ဆိုပါတယ်။အဒီနောက်တရက်အကြာဇွန်လ22ရက်နေ့နေ့လယ်မှာရင်းယာယီခေါ်ယူထားခဲ့တဲ့ရွာသူရွာသား42ဦးကိုအချင်းချင်းပရိပခမဖြစ်အောင်ထိမ့်သိမ်းပြီးရက်ရွာအေဂျင့်တည်ငြိမ်ရေးအပါအဝင်အခြေအနေအရရက်ကိုရှင်းပြကသက်ဆိုင်ရာဒီလက်စခန်းမှာပြန်လည်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။လက်ရှိအမှုမှာပါဝင်ပတ်သက်တဲ့ရွာသား15ဦးထဲမှာအချို့ကိုသာဒီလက်မှာစစ်ဆေးလျက်ရှိပြီးဖြစ်စဉ်နဲ့ပတ်သက်တဲ့ကြန့်ရှိနေတဲ့ဥပဒေလုပ်ငန်းစဉ်တွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေမှဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရှိရပါတယ်ရှင်။ရခိုင်မှာရေတိကညမြုပ်ခဲ့တဲ့ဒေသအချို့မှာအကူအညီတွေလိုအပ်နေတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ရခိုင်ပြည်မှာရေကြီးရေရှမ်းမှုကိုခန်းစားခဲ့ရတဲ့လေးမြို့ချောင်းဒေသရှိကျေးရွာအချို့မှာကုညီကယ်ဆယ်ရေးမရတဲ့အတွက်အခက်ကြုံနေရတယ်လို့ကျေးရွာသားတွေကပြောပါတယ်။ရေလွှမ်းမှုကိုခံခဲ့ရတဲ့လေးမြို့ကန်တစ်ဖက်မှာရှိတဲ့ကျေးရွာတွေဟာကံပါပြူတာဥယျာဉ်ချမ်းမြေပျက်စီးတာစပါးခင်းတွေပျက်စီးမှုကိုခံခဲ့ရပေမယ့်အခုထိပြန်လည်ထူထောင်ရေးကိုမလုပ်နိုင်သေးပဲဖြစ်နေရလို့ဆိုပါတယ်။ကျေးရွာအချို့မှာကယ်ဆယ်ရေးငွေသားအသုံးဆောင်ပစ္စည်းတွေရရှိနေပြီးတကယ်ခန်းစားကြရတဲ့ကျေးရွာတွေကအခုချိန်ထိကယ်ဆယ်ရေးမရောက်နိုင်သေးဘူးလို့ရေဘေးဒဏ်ခံခဲ့ရတဲ့ဒေသခံအမျိုးသမီးတယောက်ကနေရင်စရာတို့ပြောဆိုပါတယ်။လေးမြို့ချောင်းဒေသကရွှေကြံကွင်း၊ပြင်ယောင်းကွင်း၊မင်းဖူကွင်း၊အိုးပြင်တောင်ကွင်း၊ရွှေတမာကွင်း၊နန်းကြကွင်း၊ညောင်းဖွေကွင်း၊ဂုံကျုံအေးရှိကွင်းတွေမှာလှုပ်ရှားနေရတဲ့လယ်သမားတွေဟာရေဘေးဒဏ်ကိုနှစ်စဉ်ခံစားနေရပြီးလယ်သမားတွေအကြက်တဲ့ဘဝကကုညီမဲ့သူမရှိဘဲဘဝကိုနှစ်စဉ်ဒီလိုဖြတ်တန်းလာခဲ့ရတာလို့ပြောပါတယ်။ကျေးရွာတော်တော်များများကလယ်သမားတွေဟာမျိုးစပါးတွေလိုအပ်နေတယ်လို့ကျေးရွာအချို့ကတောက်ရည်ကန်တွေကိုလည်းတူးဖော်ဖို့လိုအပ်နေရလို့ပြောပါရယ်
ကံပြုတ်မှုကိုခန်းစားနေရပြီးနေစရာအခက်အခဲတွေကိုရင်ဆိုင်နေရတာကတော့မင်းပြမြို့ပေါ်ရက်ကွက်အချို့နဲ့ပန်းမြောင်နဂရာပိုးဖြူကျွန်းဒေသတွေမှာလို့ဒေသခံတွေကပြောဆိုကြပါတယ်စေတနာရှင်တွေရဲ့ရခိုင်ရေဘေးစစ်ဘေးကူညီရေးအတွက်ငွေကျပ်သိန်း2000ကို UL မှတဆင့်လှူဒါန်းလိုက်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ရေဘေးစစ်ဘေးအတွက်ပြည်တွင်းပြည်ပကစေတနာရှင်တွေကလှူဒါန်းငွေကျပ်သိန်း2000ကိုလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်လုပ်ကိုင်နေသူကိုဝင်းအောင်ကရခိုင်အမျိုးသားအဖွဲ့ချုပ် UL ဗဟိုမှတဆင့်လွှဲအပ်လှူဒါန်းလိုက်တယ်လို့သတင်းရရှိပါရယ်။ပြည်တွင်းပြည်ပကစေတနာရှင်တွေကရခိုင်ရေဘေးအတွက်ကိုဝင်းအောင်စီကိုပေးပို့လှူဒါန်းထားတဲ့အလှူငွေ3,500ကျော်တွေကကျပ်သိန်း200ကို UL ဗဟိုကိုလှူဒါန်းခဲ့ပြီးအဓိကနေတဆင်ရခိုင်ပြည်အနှံ့ကရေဘေးစစ်ဘေးသည့်ပြည်သူတွေကိုပေးပို့လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့ကျပ်သိန်း3000တွေက3500ကိုတော့ကိုဝင်းအောင်ကရေဘေးသင့်ပြည်သူတွေကိုတိုက်ရိုက်သွားရောက်လှူဒါန်းပြီးကျန်တဲ့ကျပ်သိန်း1500ကိုတော့ဒီ1ရက်2ရက်အတွင်းစစ်ဘေးရှောင်အင်အောင်စု1000ကျော်ကိုထပ်မံလှူဒါန်းသွားမယ်လို့ဆိုပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ရန်ကုန်အင်းစိန်မြို့မှာရဲစခန်းခေကင်းကိုလက်ပစ်ပုံးနှလုံးနဲ့တိုက်ခိုက်ခံရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့အင်းစိန်မြို့မှာရဲစခန်းရှိရဲစခန်းခေကင်းကိုလက်ပစ်ပုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီကသတင်းထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုကိုဇွန်လ21ရက်ည9:25မိနစ်ဝန်းကျင်အချိန်မှာပြုလုပ်ခဲ့တာလို့ဖော်ပြထားပါတယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ရှိအကြံဖတ်မင်းအောင်လှိုင်ရဲ့လက်အောက်ခံအင်းစိန်မြို့မှာရဲစခန်းရှိရဲခွေးတွေခေကင်းမှာရှိနေချိန်ပြင်းအားမြင့်မိုင်းနဲ့အတူလက်ပစ်ပုံးနှလုံးကပ်ပြီးရန်ကုန်အာမီကမိုးရည်ထဲမှာထိထိရောက်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုအတွင်းရဲတပ်ဖွဲ့ဝင်တအုပ်တရားရရှိသွားခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီနဲ့ပတ်သက်တဲ့ခရိုနီပြစ်မှတ်တွေအကြမ်းဖက်စစ်ကောင်စီပြုလုပ်တဲ့တရားမဝင်ရွေးကောက်ပွဲမှာတက်လာတဲ့အစိုးရဆိုသူတွေကိုလည်းဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းမိဘပြည်သူတွေကိုအသိပေးအပ်ပါတယ်လို့လည်းဖော်ပြထားပါတယ်။ကျွန်တော်တို့ YA ပြန်လာပါပြီအကြမ်းဖက်စစ်ကောင်စီအလုံးပြတ်သုံးစီရမီရန်ကုန်အာမီလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်စစ်တပ်ကအီရန်နိုင်ငံအပေါ်12ညမြောက်ဇက်တိုက်လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အခုအကြိမ်လေကြောင်းတိုက်ခိုက်မှုက9နာရီနီးပါးကြာမြင့်ခဲ့ပြီးအီရန်ရဲ့ဒရုန်းတိုးလာရုံတွေဒုံးကျည်စခန်းတွေလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကမ်းရိုးတန်းစောင့်ကြည့်ရေးအဖွဲ့တွေကမ်းရိုးတန်းစောင့်ကြည့်ရေးစခန်းတွေနဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုအမေရိကန်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနပင်တဂွန်ညွှန်ကြားချက်အရပြုလုပ်ခဲ့တာလို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အနေနဲ့ဟော်မုတ်ရေလက်ကြားရှိသင်္ဘောတွေကိုတကြိမ်ပစ်ခတ်တိုင်းအီရန်ရဲ့တရားဒါမှမဟုတ်လက်စစ်ဓာတ်အားပေးစက်ရုံတစ်ခုစီကိုပုံကျဲဖျက်ဆီးသွားမယ်လို့တတိပေးထားပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အရာချီကလည်းအီရန်ရဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ပါကသူတို့အနေနဲ့မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးမူဝါဒနဲ့တုံ့ပြန်မှာဖြစ်တယ်လို့ပြောဆိုပါရယ်။အမေရိကန်ဒါမှမဟုတ်ဒေသတွင်းရှိအမေရိကန်ရဲ့မဟာမိတ်နိုင်ငံရှီနန်ကန်နဲ့လက်စစ်ဓာတ်အားပေးလုပ်ငန်းတွေကိုအပြင်းထန်လက်တုပ်ပြန်သွားမယ်လို့အီရန်ကပြောဆိုပါရယ်။အခုတိုက်ခိုက်မှုတွေဟာနှစ်ဖက်စလုံးကအရက်ဖက်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုပုံမပြစ်မှတ်ထားလာကြတယ်လို့သတင်းတွေမှာဖော်ပြထားကြပါရယ်ရှင်။နရင်းစရာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမရွှင်လန်းကြပါစေရှင်။